ဒီမှာကျွန်တော်နောက်တစ်ဆင့်ကတော့ dot shaman အဆင့်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ပြောချင်တာကကျွန်တော်ခုလုံးမဲ့ skin retention မှာ dot shaman 2ချိန်တွေ့ရမှာဖြစ်ပါတယ်အခုဒါ frequency separation မတိုင်ခင်မှာကျွန်တော်လုံးမဲ့ dot shaman ပြီးကျွန်တော် frequency separation ပြီးသွားရင်ထပ်လုပ်ရမယ် dot shaman နှစ်ခုရှိပါမယ်အခုရင်တော့ frequency separation မစခင်မှာကျွန်တော်တို့ dot shaman လုပ်မယ်လုပ်ရတဲ့ရည်ရွယ်ချက်ကဘာလဲကျွန်တော်တို့ skin မှာရှိတဲ့ color တွေမညီမမျှဖြစ်နေတာအဲ့တော့ color တွေဘယ်ကမှမညီမမျှဖြစ်နိုင်တယ်လေအလင်းအမောင်မတူရင် color တွေအကွက်တွေဖြစ်ပြီးတော့မညီမမျှဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးအလင်းမောင်မညီပဲကွက်နေတဲ့ color တွေကိုကျွန်တော်တို့အလင်းမောင်ညီအောင်ပြန်ညှိဖို့အတွက်ကျွန်တော်တို့ dot shaman ကိုအသုံးပြုရခြင်းဖြစ်ပါတယ်အဲ့တော့ dot shaman မှာ dot ကိုကျွန်တော်တို့အလင်းလို့အလွယ်တကူယူစားပြီး band ကိုကျွန်တော်တို့အမောင်လို့ယူလိုက်ပါမယ်အဲ့ကျွန်တော်တို့ dot shaman လုပ်တယ်ဆိုတာဟာလင်းနေတဲ့နေရာတွေကျွန်တော်တို့ကအမောင်ချတယ်ဒါကို band လုပ်တယ်လို့ခေါ်ပါတယ်နောက်ကမောင်တဲ့နေရာတွေကျွန်တော်တို့အလင်းတင်တယ်ဒါကို dot လုပ်တယ်လို့ခေါ်ပါတယ်အဲ့တော့လင်းနေတဲ့နေရာကနေမောင်မယ်မောင်တဲ့နေရာကနေလင်းပြီးအလင်းမောင်ညီပြီးတော့ balance ဖြစ်သွားတဲ့ color ရအောင်ကျွန်တော်တို့ဖန်တီးတာဖြစ်ပါတယ်ဒီရွယ်ချင်းနဲ့ကျွန်တော်တို့ dot shaman ပြုလုပ်ရခြင်းဖြစ်ပါတယ်အဲ့တော့ dot shaman လုပ်တဲ့အခါမှာကျွန်တော်တို့ကအရင်ဆုံးအခုလက်ရှိ removing spot layer ကနေတစ်ဆင့်ထပ်ပြီးနောက်ထပ် copy layer တစ်ခုထပ်ပြီးတော့ပွားမှာဖြစ်ပါတယ်အဲ့ထုံးစံတိုင်းပဲကျွန်တော်တို့က command G macbook မှာတော့ command G တကယ်လို့ desktop မှာဆိုရင်တော့ control G နဲ့ကျွန်တော်တို့ဒီဟာပြပွားမယ်ပွားပြီးဒီ layer ဒီကျွန်တော်တို့ဘာလုပ်မှာလဲ dot shaman လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အလွယ်တကူ DMB လို့နာမည်အလွယ်ကောက်ပေးလိုက်ပါမယ်ပြီးတော့ရင်သူဒီဒါပထမဆုံးဆောက်လုပ်တဲ့ dot shaman ကိုကျွန်တော်တို့1လို့နာမည်တက်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့က dot shaman 1ဆိုတဲ့ layer တခုအသစ်တခုထွက်လာမယ်အဲ့ထွက်လာတဲ့ layer မှာကျွန်တော် dot shaman လုပ်မယ်လုပ်တဲ့အခါမှာ dot shaman လုပ်တဲ့နည်းတွေဒီများသောအားဖြင့် curve ကိုသုံးပြီးလုပ်ကြတာများပါတယ်ကျွန်တော်ကတော့ curve ကိုသုံးပြီး dot shaman မလုပ်ဘူး dot shaman လုပ်မဲ့အဆင့်ကိုကျွန်တော်စပြီးပြောပြပေးပါမယ်ကျွန်တော်ပထမဆုံးဟောဒီ layer ကနေ new layer ကိုယူပါမယ်ယူပြီးရင် mode မှာ normal ကိုကျွန်တော်တို့ soft light ပြောင်းပါမယ်ပြီးအောက်မှာ fade with soft light neutral color 50% group ကိုကျွန်တော်အမှန်ချလိုက်မယ်ပြီးတော့ကျွန်တော် okay နှိပ်လိုက်ပါမယ်ဒါကျွန်တော်တို့ dot shaman လုပ်မဲ့ layer တခုပေါ်လာပြီဒီ layer မှာလုပ်သမျှတော့ dot shaman အကျိုးတရားမှုတွေအားလုံးအောက်က dot shaman 1 layer တွေဝင်သွားမှာဖြစ်ပါတယ်အဲ့လိုလုပ်တဲ့နေရာမှာကျွန်တော်တို့က dot shaman လုပ်တယ်ဆိုတော့ခုနကကျွန်တော်ပြောပြီးသလိုမှောင်တာတွေကိုလင်းမဲ့လင်းတာတွေကိုမှောင်မယ်အဲ့တော့ကျွန်တော်တို့အလင်းအမောင်ကိုပေါ်လွင်မှုအတွက်ဆိုတာဒီကျွန်တော်တို့ color အနေနဲ့ကြည့်မယ်ဆိုသိမပေါ်လွင်ဘူးကျွန်တော်တို့ကblack and white အနေနဲ့ကြည့်မယ်ဆိုပိုပေါ်လွင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က black and white လို့ခေါ်တဲ့အကူ layer လေးတခုကျွန်တော်တို့ယူပါမယ်အဲ့တော့အကူ layer လို့ကျွန်တော်ဘာလို့ပြောလဲဒီ layer ဒီကျွန်တော်တို့လုပ်ပြီးသွားပြီ dot shaman လုပ်ပြီးသွားပြီဆိုကျွန်တော်ပြန်ပြီး delete လုပ်မှာဖြစ်တဲ့ကြောင့်သူကျွန်တော်တို့အကူ layer လို့ပဲကျွန်တော်နာမည်တက်လိုက်တာဖြစ်ပါတယ်အဲ့ကျွန်တော်အခု layer လေးအကူတခုယူပါမယ်ယူတဲ့အခါမှာကျွန်တော်တို့အောက်ကနေပြီးတော့ကျွန်တော်တို့ဒီကနေ black and white ကိုရွေးလိုက်ပါမယ်ရွေးပြီးသွားရင် skin color ဒီအနီနဲ့အဝအများစုပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖြူအမဲပို့ပြီးပုံလင်မှုအတွက်အနီအောင်နည်းနည်းလေးရှော့ချလိုက်ပါမယ်အဝအောင်နည်းနည်းလေးတင်လိုက်ပါမယ်ဒါဆိုကျွန်တော်တို့ skin မှာကွက်နေတဲ့ colors တွေကိုကျွန်တော်တို့ black and white နေနဲ့ကျွန်တော်တို့မြင်ရပြီဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်တို့ကခုန layer 1ဆိုတဲ့ဟာလို့ကျွန်တော်ပြန်ပြီးတော့ click လုပ်ပြီးရွေးလိုက်ပါမယ်ရွေးပြီးဒီ layer မှာကျွန်တော်တို့ dot shaman စလုပ်မှာဖြစ်ပါတယ် dot shaman လုပ်တဲ့ခါမှာကျွန်တော်တို့က brush ကိုသုံးအောင်ပါမယ်အဲ့တော့ brush ထဲမှာ you brush tools ကိုပဲကျွန်တော်တို့သုံးပါမယ်သုံးတဲ့အခါမှာကျွန်တော်တို့ brush ဒီခုနရှေ့မှာကျွန်တော်တို့တခုပြောဖို့ကြံခဲ့တာကျွန်တော်အခုဒီမှာသုံးသမျှ brush တွေအားလုံးဟာ soft round brush ကိုပဲကျွန်တော်တို့အသုံးပြုတာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ setting က mode ကတော့ normal ပဲသွားပါမယ် opacity 100% flow ကိုကျွန်တော်တို့ 1% ပဲထားပေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်စပြီးတော့ dot shaman လုပ်မယ်လုပ်တဲ့အခါမှာအရေးကြီးတာက dot shaman လုပ်ရင်ကျွန်တော်တို့ကလင်းတဲ့နေရာမှောင်မယ်မှောင်တဲ့နေရာလင်းမှာမို့လို့ black and white ပဲယူထားမှာမို့လို့ဟောဒီအောက်က layer ထဲမှာကျွန်တော်တို့ black and white ဖြစ်နေတဲ့နေရာလို့ကျွန်တော် click လုပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဟောဒီမှာရှိတဲ့မြားကောင်းတစ်ခုပြထားတဲ့ဟာလေးကိုနှိပ်ပြီးတော့အဖြူအမဲကျွန်တော်တို့ပြောင်းလို့ရပါတယ်အပေါ်မှာတက်နေတဲ့ဟာဒီ black ဖြစ်ခင်ကျွန်တော်တို့ဒီမှာ brush နဲ့ရေးသမျှအရာအလုံးကအမောင်ကျသွားမှာဖြစ်ပါတယ်တကယ်လို့အပေါ်မှာရှိနေတာဒီ white ဖြစ်ခဲ့တယ်ဆိုကျွန်တော်တို့ brush နဲ့ဆွဲသမျှအရာအလုံးကအလင်းတက်လာမှာဖြစ်ပါတယ်အဲ့လိုနည်းနဲ့ကျွန်တော်တို့က dot shaman ပြုလုပ်မှာဖြစ်ပါတယ်ဆိုတော့ဒီအပေါ်အောက်အဖြူအမဲလေးကိုပြောင်းနေတယ်ဆိုဒီမှာပါတဲ့ clock လေးကိုနှိပ်ပြီးတော့ပြောင်းလို့လည်းရတယ်လို့ keyboard မှာကျွန်တော်တို့က H ဆိုတဲ့ဟာလေးနဲ့လည်းပြောင်းလို့ရပါတယ်ကျွန်တော်တို့ H ကိုနှိပ်ပြီးတော့ black and white ပြောင်းလို့ရပါတယ်ကျွန်တော်အခုစလုပ်မှာက black ဖြစ်နေတဲ့တနည်းအားဖြင့်အမှောင်ကျနေတဲ့နေရာတွေကျွန်တော်အလင်းတင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အရင်ဆုံး white ကိုအပေါ်မှာဖြစ်အောင်ထားပေးရမယ်ထားပြီးတော့ကျွန်တော်စပြီးတော့ကျွန်တော်တို့ dot shaman စလုပ်တော့မှာဖြစ်ပါတယ်ဒီစင်ဟာအတက်နိုင်ဆုံးစိတ်ရှည်ဖို့လိုအပ်တယ်လို့ဒီစင်ကြောင့်ပုံရဲ့ရုပ်ထွက်တွေအများကြီးပြောင်းလဲသွားနိုင်ပါတယ်အဲ့တော့ဒီစင်လို့တကမှာတတိထားပြီးလုပ်ဖို့အရေးကြီးပါတယ်ကျွန်တော်ကဒီမျက်နှာမှာကြည့်လိုက်မယ်ဆိုကျွန်တော်နှစ်ဖူးဘက်ကိုစကြည့်ပါမယ်နှစ်ဖူးမှာကျွန်တော် dot shaman လုပ်เสียတိတိတာတာအဖြူမဲကွက်နေတဲ့နေရာတွေသိမတွေ့ရအောင်အဲ့တော့ကျွန်တော်ဒီဘက်ကို channel ထားခဲ့မယ်ကျွန်တော်ဒီဘက်ချမ်းဘယ်ချမ်းပါအောင်ကျွန်တော်တစ်ချက်ကြည့်ပါမယ် dot shaman လုပ်တဲ့ခါမှာတတိထားမှာမျက်လုံးရဲ့အောက်အမဲဖြစ်နေတဲ့နေရာတွေအားလုံးကျွန်တော်တို့ကအဲ့ဒါကိုအလင်းတင်ပြီးဖို့အရေးကြီးပါတယ်ကျွန်တော်စပြီး
ကျွန်တော်ဒီမျက်လုံးအောက်မှာအမဲအောင်ဖြစ်နေနေရလေးကျွန်တော်စပြီးတော့အလင်းတင်ပါမယ်ဒီနေ့အခါမှာကျွန်တော်တို့အရင်ကြီးပုတ်ဆရာမလိုပါဘူးတိတိကျကျလေးကြည့်မယ်ကျွန်တော်တို့ရဲ့ကာလာဒီဘဲလန်းဖြစ်သွားတဲ့အနေအထားရောက်ပြီးကျွန်တော်ရက်လန်မှာဖြစ်ပါတယ်အဲ့လိုမျိုးပဲနဲ့အချိန်လုံးပြီးဆက်ဆွဲမိနေမယ်ဆိုရင်သူဒီဘန်းနေရနေတဲ့ဖြည်းဖြူလာပြီးတော့အဖြူဘက်ကိုအရင်ရောက်သွားလို့ရှိရင်ကာလာကြီးကလည်းအန်ဘဲလန်းဖြစ်သွားနိုင်ပါတယ်ကျွန်တော်ကာလာဘဲလန်းဖြစ်တဲ့အထိကျွန်တော်စပြီးတော့ပုတ်ပါမယ်ဒီမှာတော့ကျွန်တော် before after တစ်ချက်ကြည့်ကြည့်ပါ before after ဒါတော့သူ့ရဲ့အဖြူအမဲဟာဘဲလန်းဖြစ်သွားတဲ့အနေအထားတစ်ခုရောက်သွားပြီဆိုတဲ့အထိကျွန်တော်ပုတ်ပါမယ်โอเคဒါဆိုဒီဘက်မျက်လုံးတွေရပြီဆိုရင်ဒီဘက်ကိုဆက်သွားပါမယ်ဒီမှာလည်းအောက်ဘက်မှာအမဲရောင်တွေများနေနေရလေးကျွန်တော်တို့က dot လုံးမှာဖြစ်ပါတယ်အဲ့ဒါကြည့်ကြည့်ပါ before after အဲ့တော့မျက်လုံးအောက်မှာရှိတဲ့ colors တွေဟာငကိုကနဲ့မတူဘဲနဲ့ဘဲလန်းဖြစ်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ပြင်ချမ်းတဲ့ဘိုင်းလေးကျွန်တော်ထပ်ပြီးတော့ဘဲလန်းလုပ်ပါမယ်ဥပမာဒီနေရာလေးတွေနည်းနည်းမှောင်နေဆိုကျွန်တော်တို့အလင်းတင်ပါမယ်ပြီးဒီနေရာလည်းနည်းနည်းမှောင်နေတယ်ဒီနေရာလေးကျွန်တော်အလင်းနည်းနည်းတင်ပါမယ်ဒေါရှန်ဘန်တစ်ချိန်နဲ့တော့အဆင်ပြေမှာမဟုတ်ပါဘူးဒေါရှန်ဘန်ကိုများပိုင်နဲ့ရခြင်းနဲ့ဆိုရင်လေ့ကျင့်မှုများလုပ်ဖို့လိုအပ်ပါတယ်ပုံတွေကိုထက်ကဒေါရှန်ဘန်အချင်းချင်းလုပ်ကြည့်ရမယ်ပထမဆုံးစားလုပ်ခါစားမှာအဆင်ပြေမှုတွေရှိလာနိုင်ပါတယ်သို့တော့အားမလျှော့ပါနဲ့ဇက်တိုက်လုပ်ပါကြိုးစားပါလေ့ကျင့်ပါဒါဆိုဒေါရှန်ဘန်အဆင်ပြေလာမှာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ dodge ဖြစ်နေတဲ့နေရာ sorry အဓိကကျွန်တော်တို့ ban တဲ့နေရာတွေအားလုံးကျွန်တော် dodge slide လုပ်နေတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကြည့်ပါဒီနေရာမှာဆိုရင်အဖြူမဲမညီမျှတဲ့ unbalance ဖြစ်တဲ့နေရာလေးတွေ့ရပါလိမ့်မယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဖြူမဲညီတော့ကျွန်တော်လိုက်ညှိပေးရတာဖြစ်ပါတယ်အဲ့တော့စိတ်ရှည်ဖို့တော့အများကြီးလိုအပ်ပါတယ်အဲ့တော့ပိုရင်းနဲ့အရင်လင်းသွားလို့ယူဆလို့ချင်းကျွန်တော်တို့က ace club ကိုနေပြီးတော့အမဲအောင်ပြန်ပြောင်းပြီးကျွန်တော်တို့ထပ်ပြီးတော့ ban လုပ်မှာဖြစ်ပါတယ်ပြီးကျွန်တော်အဖြူပြန်ပြောင်းပါမယ် ace club ကိုနေပြီးသွားရင်ပုံမြင်ပါတယ်before after ကျွန်တော်တို့လုံရင်းနဲ့ before after လေးလည်းအမြဲတမ်းတစ်ချက်ဖုံးဝင်ကြည့်ပေးရပါမယ်ဒီဟိုနေရာမှာမဲနေတဲ့နေရာတွေကိုကျွန်တော်တို့ဘန်းဖြစ်နေတဲ့နေရာတွေကျွန်တော်တို့ dot လုပ်ပါမယ်ပြီးတော့ဟိုနှာခေါင်းမှာဒီနေရာမှာဆိုတာဘန်းဖြစ်နေတဲ့နေရာတွေအဖြူမဲမညီတဲ့နေရာလေးကျွန်တော်တို့ dot လုပ်ပါမယ်စိတ်ရှည်ဖို့တော့အများကြီးလိုအပ်ပါတယ်လေ့ကျင့်မှုများနဲ့အများ reduction လုပ်တဲ့အချိန်ဟာပိုပြီးတော့မြန်လာမှာဖြစ်ပါတယ်အဲ့တော့အထူးမှကျင်တာတော့အိမ်မှာများလေ့ကျင့်မှုအရေးကြီးပါတယ်ခင်ဗျာနည်းနည်းမောင်းသွားပြီနည်းနည်းလင်းသွားပြီဆိုကျွန်တော်ဒီနေရာလေးကိုဘန်းပြန်ထည့်ပါမယ်အဲ့နှာခေါင်းကိုတစ်ချက်ကြည့်ပါ
ကျွန်တော်ဒီမှာ ban တဲ့နေရာလေးတွေအကုန်လုံးလိုက်ပြီးတော့ကျွန်တော် dodge လုပ်နေပါတယ်မောင်းတဲ့နေရာတော့ကျွန်တော်အလင်းနည်းနည်းလေးလိုက်ထည့်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာငကိုတွေက share လို့ကြပြီးသားမို့လို့ဒီမျက်နှာ skin နဲ့ညီအောင်တော့လိုက်ပြီးတော့အလင်းဖွင့်မှုတော့အဆင်မပြေပါဘူးအဲ့ဒါလေးတစ်ချက်တော့သိထားဖို့လိုပါတယ်မျက်နှာရဲ့ texture ဒီအရေးဆိုအရေးကြတဲ့နေရာဒီအရေးရှိနေဖို့လိုပါတယ်အဲ့နေရာကိုကျွန်တော်တို့အရေးရမ်းကြတယ်ဆိုပြီးကျွန်တော်သွားပြီးတအား dodge သွားလုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါကတဘာဝမကျတဲ့ skin တစ်ခုထွက်လာမှာဖြစ်ပါတယ်ဒါကိုလည်းသတိထားဖို့လိုပါတယ်နောက်တစ်ခါတလေကြာရင် modern ဆိုးထားတဲ့ပါးနီအဲ့ပါးနီဒီ black and white ပြောင်းလို့ရှိရင်ကျွန်တော်တို့ ban နေတယ်လို့ခံစားရတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါကိုတော့ဒါပါးနီလား ban နေတာလားသွားသိဖို့အတွက်ကျွန်တော်တို့က black and white လေးအောင်ပြင်ပြန်ပြီးတော့မျက်လုံးဖွင့်ပိန်နဲ့ကြည့်ဖို့လိုပါတယ်တကယ်လို့ဒါ ban နေတာဆိုရင်တော့ကျွန်တော်တို့ဒါကို dodge လုပ်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဒါဟာပါးနီဆိုရင်တော့ပါးနီတိုင်းပဲထားပြီးတော့ဒီအောင်မပြတ်အောင်ထားဖို့အရေးကြီးပါတယ်ဝေလာဆိုကျွန်တော်တို့မျက်နှာပိုင်းလေးတစ်ချက်ကျွန်တော်ဖွင့်ပိတ်လုပ်ကြည့်ပါမယ် before after before after ဒါဆိုတာမျက်နှာပိုင်းမှာဒေါရှန်မှန်အခြေအနေနဲ့ဒါတော်တော်လေးအဆင်ပြေလို့ပြောလို့ရပါတယ်ကျွန်တော်ဒီနေရာလေးမှာနည်းနည်းလေး dodge ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော် ban နဲ့ထပ်ဖြည့်ပါမယ်လောက်ပါများလို့ရှင်မျက်လုံးကအလိုလိုတွေ့လာမယ်တွေ့လာနေမြလက်ကလည်းလူလူပြင်တက်လာမှာဖြစ်ပါတယ်အဲကြောင့်မလို့အတွေ့အကြုံရဖို့အတွက်အများကြီးလေ့ကျင့်ဖို့လိုပါတယ်ဝေလာကျွန်တော်တို့မျက်နှာပိုင်းပြီးသွားတော့ကျွန်တော်တို့ဒီအောက်ပိုင်းကလက်တွေကိုဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်အနေငယ်ပန်းနေနေရတော့ကျွန်တော်တို့ dodge လိုက်လုပ်ပါမယ် before after okay အဲဒါကျွန်တော်တို့ဒေါရှန်ပန်အတွက်တင့်တော်နေတာတကူရောက်ပြီလို့ယူဆရင်ကျွန်တော်တို့အကူအညီဖြစ်ခေါ်ထားတဲ့ plan white လေးအောင်ကျွန်တော်တို့ပြန်ပြီး delete လုပ်ပါမယ်အဲသူ click လုပ်လိုက်ပါလုပ်ပြီး mouse ကိုဖိပြီးဟောရောက်ကအမိုက်ပုံးလေးရှိတဲ့စီကိုဆွဲပြီးတော့ delete လုပ်လို့ရပါတယ်အဲဒါကျွန်တော်တို့ဒေါရှန်ပန်လုပ်ပြီးသားလေးအားလေးပေါ်လာပါပြီအဲ့လေးအောင်ကျွန်တော်တို့မျက်လုံးဖွင့်ပိတ်နေကြည့်ပါမယ် before after before after ဒီချာနီးခဲ့ပြပါမယ် before after before after အဲဒါမှဒေါရှန်မန်အစင်ဒီပုံထွက်ပြောင်းသွားအောင်အရန်ထောက်ကူဖြစ်တဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကို user site လေ့ကျင့်မှုလိုပါတယ်စိတ်ရှိလုပ်တတ်ဖို့လိုပါတယ်ကျွန်တော်တို့စိတ်ချသွားပြီးစိတ်တိုင်းကျသွားပြီဆိုကျွန်တော်တို့ဒီ layer ကိုအောက်ကဒေါရှန်မန် layer နဲ့ပေါင်းမှာဖြစ်ပါတယ် layer ပေါင်းမယ်ဆိုရင်command E
MacBook မှာတော့ Command E desktop မှာတော့ Control E နဲ့ကျွန်တော် layer ပေါင်းလိုက်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ Dotman ပထမတစ်ဆင့် layer ပြီးသွားပြီဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ခုစပြီးတော့စနစ်ဆင့်ပြီးသွားပြီပထမတစ်ဆင့်က removing spot ဆက်ပြောက်တွေဖိမယ်နောက်တစ်ဆင့်က Dotman ပထမတစ်ခုစပြီးတော့ပြုလုပ်ပါမယ်ဆိုတော့ကျွန်တော်ဒီစနစ်ဆင့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ frequency separation စပြီးတော့လုပ်လို့ရပါပြီ